Beyaga General Amigla Pissy Biro, Beyaga General Mingla Pissy Lesude, Ayale General Abejane. General Buama Amigla Pissida, Dine Luri, Pissy Muri Pinede, Luri Deyare, Luri Waneyare, Luri Baluluma Aumibu, no, Mianatamayabu, Amira Sissin Yare, Dia Aluga. ဘာကြောင့်ဖြစ်လာတယ်လဲဆိုတော့အပြစ်တရားကြောင့်ဖြစ်တယ်လူမှာအကြီးမားဆုံးသောပြဿနာပြောရရင်ဒီမဟုတ်ပါဘူးတည့်ထင်းမှရှိတဲ့အပြစ်တရားဖြစ်တယ်အဲ့ဒီအပြစ်တရားကကျွန်တော်တို့ကိုလောကမှာကြောက်ရွံ့ခြင်းတွေပေးတယ်အဲ့ဒီအပြစ်တရားကပဲကျွန်တော်တို့ကိုအမြဲတမ်းဝမ်းနည်းစေတယ်အမြဲတမ်းကျွန်တော်တို့ကိုပူပန်စေတယ်အဲ့ဒီအပြစ်တရားကပဲကျွန်တော်တို့ကိုမကောင်းတဲ့အတွေးခေါ်တွေပေးတယ်မကောင်းတဲ့အရာတွေစဉ်းစားခိုင်းတယ်နော်အဲ့ဒီအပြစ်တရားကကျွန်တော်တို့ရဲ့ကောင်းတဲ့အချစ်လွေးတွေကိုလည်းအကုန်ဖြစ်စည်းပစ်တယ်ဒါကြောင့်လူတွေကဘာကြောင့်အမေကဖြစ်နေရလဲဆိုတော့အဲ့ဒီအပြစ်တရားရဲ့ဥဆောင်မှုအဲ့ဒီဘာလဲတန်တရားထဲမှာကျွန်တော်လေးနေရတယ်အဲ့ဒီစိတ်ကွင်းရင်းမှာပဲကျွန်တော်တို့အချင်းချင်းပတ်ပြီးတော့အထထဒုက္ခပဲကြုံအမေကလာပဲကြုံနေပြီးတော့ကျွန်တော်တို့ကနေရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အပြစ်ကြောင့်ဖြစ်တယ်ဒါပဲကျွန်တော်တို့ရဲ့အတ္တတာထဲမှာဒီနေ့မင်္ဂလာနဲ့အသက်ရှင်ဖို့ရတော့ကျွန်တော်တို့မှာအခွင့်အရေးရှိတယ်တရားတွေကိုကျွန်တော်ပြောပြခြင်းတယ်အဲ့ဒီအပြစ်တရားကြောင့်လူကခဏပြောလို့ပေါ့နော်အမျိုးမျိုးလောကမှာလည်းအမင်္ဂလာဖြစ်နေရတယ်ဒါပေမဲ့အဲ့ဒီအမင်္ဂလာတွေကနေပြီးတော့တင်ဟာမင်္ဂလာရှိတော်သူဖြစ်ခွင့်ရပြီအဲ့ဒီအမင်္ဂလာရှိတော်သူဖြစ်ချင်တယ်ဆိုရင်တင်ပါလို့ရမလဲဆိုတော့ကျွန်တော်ပြောပြခြင်းတရားတတာထဲမှာပါလို့မအောင်မိဘူးအမြဲတမ်းအနာဂတ်အတွက်ပူပန်တယ်မိသားစုရေးတဲ့ပူပန်တယ်အမြဲတမ်းဘာလို့မကောင်းစားဘူးဆိုရင်ဒီတစ်ချက်ကိုကျွန်တော်တင်မှတ်ထားပါဒီနေ့ဒီအဲ့ဒီအမေလာစက်ကွင်းတဲ့ဟာတဲ့တင်လွတ်ချင်တယ်ဆိုရင်ကျွန်တော်ပြောပြခြင်းတယ်ဒီအရာကိုတင်ဒီနေ့ပြီးရခုပြီးကြားချင်းလက်တွဲလုပ်ပါအဲ့ဒီအမေလာတဲ့ကလည်းမင်္ဂလာကိုဖြတ်စေတယ်သူကဘာလို့လဲဆိုတော့သခင်ယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်ဘုရားကျွန်တော်တို့ဘဝမကောင်းစားတဲ့ဘဝကနေပြီးကောင်းစားတဲ့ဘဝကိုယေရှုခရစ်တော်ဘုရားကျွန်တော်ကိုရောက်စေတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပြစ်တရားရဲ့အခအားလုံးကိုယေရှုကလက်ဝါးကတည်းကကျွန်တော်တို့ပေးခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်တင်ဟာယေရှုခရစ်တော်ကိုအဲ့ဒီပေးဆက်သွားပေးတဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတည့်ရဲ့ဘဝကအမေဂလာဘဝကနေကိုမင်္ဂလာရှိတဲ့ဘဝကိုကူးပြောင်းသွားတယ်အတ္တတာဖြစ်သွားတာဖြစ်တယ်စတင်ပြီးတော့ကူးပြောင်းသွားတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့တည်င်းကောင်းရပါလေအဲ့ဒီအပြစ်တရားကြောင့်အမင်္ဂလာဖြစ်နေရတဲ့ဘဝကမနေနဲ့ဒီနေ့မင်္ဂလာရှိတဲ့ဘဝကိုနေခြင်းနဲ့ဆိုရင်ဒီအဲ့ဒီအမင်္ဂလာကိုယူသွားပေးတယ်အဲ့ဒီအပြစ်တရားကိုပိတ်ဆက်သွားပေးတဲ့သခင်ယေရှုကိုယုံကြည်တဲ့နေခြင်းလိုက်ပါယုံကြည်မယ်ဆိုရင်နဲ့ပြတရားမင်္ဂလာရှိတဲ့ဘဝလောကကိုအောင်နိုင်ရတဲ့ဘဝလောကမှာကြောက်စရာစိုးရင်စရာမလိုဘဲနဲ့ညစ်တဲ့ချင်းအပြစ်ဝမ်းနဲ့အသက်ရှင်နေနိုင်တဲ့ဘဝကိုဖခင်တခင်အသိကိုပေးလိမ့်မယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဘဝကိုပိုင်ဆိုင်ခြင်းလေဆိုရင်တခြားအရာနဲ့မရဘူး။ဘာကြောင့်ဆိုလောကအရာကလောကကိုမအောင်မြင်နိုင်ဘူး။နော်။ကျွန်တော်တို့ကလောကကိုအောင်နိုင်တဲ့သူတွေမဟုတ်ဘူး။ဘာကြောင့်လဲဆိုအပြစ်တရားကြောင့်ဖြစ်တယ်။ဒါပေမဲ့အပြစ်တရားကလှုပ်ချင်းရတော့သူနော်ကလောကကိုအောင်နိုင်ရတဲ့အခွင့်ကိုရတယ်။အဲ့ဒါကသခင်ယေရှုခရစ်တော်ကိုယုံကြည်မှရမယ့်အရာဖြစ်တယ်။ဒါကြောင့်တင်ဟာအမေဂလာနဲ့အတရှင်ချင်းတော်ဘုကတချင်လုံးပူပန်နေရတယ်တချင်ဘုစားဖို့တောက်ဖို့ပူနေပဲပူပန်နေပြီးတော့နော်မနာမနေချွေးတပေါက်ပေါင်းနဲ့လုံးနေရတယ်စားနေရတဲ့ဘဝကလည်းလှုပ်ချင်နေဆိုရင်တိတ်ကိုအဲ့ဒီအမေဂလာဘုံကွာကနဲ့
တင်းကိုလွတ်မြောက်စေတဲ့သခင်ယေရှုကိုတော့ယုံကြည်လို့တယ်အဲ့ဒီယုံကြည်ပြီးတော့အဲ့ဒီအရှင်နဲ့ရင်းနဲ့တိကျွမ်းခြင်းနဲ့တင်းနဲ့စီသူနဲ့အတူအသက်ရှင်သွားမယ်ဆိုရင်တင်းလောက်ကောင်းကြီးရတဲ့လူမရှိတော့ဘူးလောကမှာအာမင်ဒီနေ့ကျွန်တော်ကလောကမှာကောင်းကြီးရတယ်လို့ပြောတဲ့အခါမှာဟိုတသေးတွေတကြွေတွေဟိုတိုက်နော်မြောက်များစွာ business ပိုင်ဆိုင်တဲ့လူတွေနော်ဒါကွယ်သွားမိတယ် no မဟုတ်ဘူးသူတို့မှလည်းစိတ်မှတော့လွတ်မြောက်ခြင်းမရှိဘူးသူတို့ပန်းစံဘလောက်ရှိရှိသူတို့မှညစ်တဲ့ခြင်းမရှိဘူးတချင်တော့ပူပန်နေတဲ့လူတွေဖြစ်တယ်အဲ့ဒါစိတ်မှန်တဲ့အောင်မြင်ခြင်းမဟုတ်ဘူးစိတ်မှန်တော့အောင်မြင်ခြင်းယေရှုခရစ်တော်ရပြီးတော့အဲ့ဒီယေရှုနဲ့နဲ့စီအသက်ရှင်တတ်တဲ့တတ်တာဟာတကယ်စိတ်မှန်တော့အောင်မြင်ခြင်းဖြစ်တယ်နော်တရားနာကအတွက်စိုးရင်စရာမလိုတော့ဘူးစားဖို့တော့ဘူးဥပ္ပအတွက်စိုးရင်စရာမလိုတော့ဘူးဖခင်ကနေ့ရက်စီတန်းကိုတူကောင်းတဲ့စင်လန်တော့ကျစ်ဆန်းရကောင်တို့ခုံစော်တော့ပေးလို့ပြောတယ်တာယာတော့မိနာမိဆိုတာပါလေတောင်းလို့မကုန်စားလို့မကုန်နေတဲ့ကျစ်ဆန်းရရကိုအဲ့ဒီအရှင်တခင်ကတိတ်ကိုခုံစော်သွားပေးမယ်ဘာကြောင့်လဲဆိုတော့တင်ဟာသူ့ရဲ့ပိုင်ဆိုင်သူပိုင်ဆိုင်တဲ့သူဖြစ်သွားလို့ဖြစ်တယ်အာမင်တိကိုမပိုင်ဆိုင်တော့တင်သူယုံကြည်တဲ့နဲ့ကစပြီးတော့ဘသူပိုင်သွားလဲဆိုတိကိုဖျားပိုင်သွားတယ်ဟဲ့ဒါကြောင့်မို့ဒီနေ့အဲ့ဒီအမေဂလာထဲကနေမေဂလာရှိတဲ့ဘဝကိုပြောင်းချင်နေဆိုရင်ယေရှုခရစ်တော်ယုံကြည်ပါရတယ်ဆိုတဲ့အကြောင်းပြောခြင်းတယ်အာမင်